မင်္ဂလာပါကျမတို့တွေဝိတ်ချဖို့အတွက်နေတန်းမျိုးစုံနဲ့ကြိုးစားကြတယ်ကျမတို့အသက်30ကျော်လာပြီဆိုတာနဲ့ကျမတို့ခန္ဓာကိုယ်ကဘယ်မှမသိတဲ့အစီတွေကလည်းရောက်လာကြပြီပြောရမယ်ဆိုရင်တော့ရည်စရာပဲဘာလဲဆိုတော့ကျမတို့တစ်ချိန်ချိန်ဝိတ်ချပြီးပြန်ဝင်မယ်ဆိုပြီးတော့လွန်ခဲ့တဲ့10နှစ်15နှစ်ကအင်ဂျီကိုလည်းဗီဒီယိုထဲမှာတင်ထားရလဲတော်တော်များနေတော့ပါပြီကျမစီကမှာဆိုလို့ရှိရင် client တော်တော်များများကိုဒီဝိတ်ချပေးခဲ့တာဆိုရင်ခုဆိုလို့ရှိရင်တော့ဒီ client အရောက်ရေပေါင်း900ဝန်းကျင်လောက်ရှိပြီပေါ့နော်ဟောဒီ client တွေကိုဝိတ်ချပေးတဲ့ကျမရဲ့ဒီ experience အရာဆိုလို့ရှိရင်ကျမ client တွေမှတ်မှန်းနေကြတခုရှိရပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျမတို့ဈေးကန်းကဒီဝိတ်ချဈေးပေါ့နော်ဝိတ်ချဈေးကုသမှုယူပြီးတဲ့နောက်ဈေးထုတ်ပြီးတဲ့နောက်ပေါ့နော်ဒီဈေးကသူ့လိုလိုဝိတ်ချသွားနိုင်မယ်ဆိုပြီးတော့ဒီအချိန်မှတက်ကြတယ်ပေါ့နော်အဲ့ဒါကတော့ရာနှုန်းကြီးတော့မမှန်ဘူးပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကျမတို့ဝိတ်ချဖို့အတွက်ကျမတို့အစီလောင်ကျွမ်းမှုကအရေးကြီးတယ်အစီလောင်ကျွမ်းမှုအတွက်ဆိုလို့ရှိရင်ကျမတို့ဒီ calorie deficit နဲ့လေ့ကျင့်လုပ်ဖို့ကအရေးကြီးတယ်မှာပါတယ်ပေါ့နော်အဲ့တော့ calorie deficit ဖြစ်အောင်လုပ်တဲ့နေရာမှာဆွမ်းနာကညီမလေးလိုအရွက်ပြုတ်တွေကြီးပဲကျုပ်ပြုတ်တွေကြီးပဲညှိနှိုင်းစားနေရမျိုးကကျမတို့ဝိတ်ချတဲ့ခေတ်စဉ်အစမှာအရန်ကိုမှားရတဲ့အရာလေးဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ဘယ်လိုစားတောက်နေထားရမလဲဆိုရင်ခဏဝိတ်ချတဲ့နေရာမှာခဏပို့အတွက်အရေးကြီးတဲ့အာဟာရအုပ်စုတွေပါဝင်တဲ့ carbohydrate protein fat fiber ဒီလိုမျိုးအစာအာဟာရအုပ်စုတွေကိုတင်းတင်းမျှမျှစွာပါဝင်အောင်လို့စားတောက်နေနိုင်တဲ့လေ့ကျင့်ကောင်းတစ်ခုကိုဝိတ်ချတဲ့ခေတ်စဉ်မှာကျမတို့လေ့ကျင့်နိုင်မှုကအရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်နောက်တစ်ခုကျမတို့လေ့ကျင့်ဉာဏ်လုပ်တယ်ပေါ့နော်လေ့ကျင့်ဉာဏ်လုပ်တယ်ဆိုတဲ့နေရာမှာလေကိုနဲ့တင့်တော်ကြီးမတင့်တော်ကြီးကိုအသက်အရွယ်ကိုခန္ဓာကိုယ်ချိုးစားကိုရဲ့ကျန်းမာရေးဟာနဲ့ကညီမယ်မကညီမယ်မသိပဲနဲ့ကျမတို့ဒီ online ပေါ်ကတွေ့ရလေ့ကျင့်ခန်းတွေကိုလုပ်မိမယ်ဆိုလို့ရှိရင်ဝိမကြစေတဲ့အပြင်ကျမတို့တွေကခန္ဓာကိုယ်ထိကြိုက်တဲ့အနာမြရရှိဖို့ပို့ပြီးတော့နှီးဆက်သွားတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီလိုလေ့ကျင့်ခန်းတွေကိုလည်းကျမတို့ဒီ certified ဖြစ်ထားတဲ့ instructor တွေက beginner level တွေအတွက်ပြုလုပ်ပေးထားတဲ့လေ့ကျင့်ခန်းတွေကိုလည်းရွေးချယ်လုပ်ကိုင်ဖို့ကအရေးကြီးတယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီလိုမျိုး experience တွေအရာကျမစီကံမှာ60 days body transformation weight loss program လေးတစ်ခုကိုကျမရဲ့ client လေးတွေအတွက်ဖန်တီးပေးထားတယ်ပေါ့နော်အဲ့ program မှာဆိုရင်ကျမတို့ challenge တစ်ခုလေးပါဝင်မှာဖြစ်ပြီးတော့ဒီ challenge ကိုကျမရဲ့ client လေးကမ join နိုင်ဘူးဒါပေမဲ့ program ကို participate ဖြစ်နေဆိုရင်တော့ကျမက invite လုပ်ပါတယ်အဲ့တော့ဒီ60 days body transformation program ကဘာတွေပါဝင်မှာလဲဘလို့လူမျိုးတွေတက်တင်တော်ရလဲဒီ program join လိုက်ပြီဆိုလို့ရှိရင်ကျမတို့ဘာအကျိုးကျေးဇူးရမယ်ဆိုတာကိုနောက်ဗီဒီယိုလေးမှာဆက်ဆောင်ကြည့်ပေးပါအောင်နော်